မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ရဲ့အကျဉ်းသားဟောင်းတစ်ယောက်အကြောင်းပါသူကတမန်အကျဉ်းသားမဟုတ်ဘူးဗျတည်တံကြခံနေရတဲ့ကျူးသမားတစ်ယောက်ပေါ့သူ့နာမည်ကကျော်ဝင်းမြင့်တဲ့ကျွန်တော်သူနဲ့စတွေ့တော့သူကကြိုးတိုက်ထဲမှာအယူခံဝင်မှုစောင့်နေတာသူကဘွဲရပညာတတ်ရိုးရီတန့်တန့်အနာဂတ်ရှိတဲ့လူငယ်လေးတစ်ယောက်ပါဒါပေမဲ့တခဏတာစိတ်လိုက်မှန်ပါဖြစ်မိလိုက်တဲ့ဒေါသကြောင့်သူ့ဘဝဟာတန်တိုင်းနေကြတဲ့ရောက်သွားခဲ့ရတယ်။သူတက်ခဲ့တာဘာလို့လဲသိလား။သူ့ထက်ချစ်ရတဲ့သူ့ချစ်သူနှင်းဝေပါပဲ။ကျော်ဝင်းမြင့်ကဆင်းရဲတယ်ဗျ။နှင်းဝေကတော့ရွှေဆိုင်ပိုင်ရှင်တထေးသမီး။ဒီတော့ကျော်ဝင်းမြင့်ရဲ့စိတ်ထဲမှာအမြဲတမ်းအားငယ်စိတ်တွေရှိနေတယ်။နှင်းဝေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာရှိတွေချမ်းသာတဲ့လူတွေကိုသူအမြဲတန်တရားဝင်နေမိတယ်။အထူးသဖြင့်နှင်းဝေနဲ့အတူအလုပ်တွဲလုပ်တဲ့ကိုသက်ထွန်းဆိုတဲ့လူနဲ့နှင်းဝေကိုခွင့်တွေအတူတူယူပြီးပျောက်နေတာတွေကိုကြားတော့ကျော်ဝင်းမြင့်ဟာမိဟုံးတောက်တယ်လို့ခံစားရတာပေါ့တနေ့တော့ကျော်ဝင်းမြင့်ကနှင်းဝေနဲ့တွေ့ပြီးလက်ထပ်ဖို့တင်းကျပ်ဖွင့်ပြောတယ်အဲ့ဒီချိန်မှာနှင်းဝေကတစ်တော်သီးလေးလှီးပေးနေနဲ့အခုတော့မဖြစ်နိုင်တော့ဘူးကိုလို့ပြုံးလေးညင်းလိုက်တယ်အဲ့ဒီညင်းလိုက်တဲ့စကားတစ်ခွန်းကကျော်ဝင်းမြင့်အတွက်တော့မိုးကြိုးပစ်လိုက်တယ်လို့ပဲဗျငါ့ကိုနှိမ်တာလားဟိုလူနဲ့ယူတော့မှမို့လို့လားဆိုတဲ့အမုန်းတွေအတ္တတွေကစင်ញင်တုံတရားကိုလွှမ်းမိုးသွားတယ်သူနှင်းဝေလက်ထဲကဓာတ်ကိုလူယူပြီးနှင်းဝေရဲ့နှလုံးသားကိုတစ်ချက်တည်းထိုးဆိုင်ပစ်လိုက်တယ်ဒါမဲ့တကယ်အမှန်တရားဘာလဲသိလားကျော်ဝင်းမြင့်ထောင်ထဲရောက်မှသိလိုက်ရတာကနှင်းဝေကသူ့ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ဘူးနှင်းဝေမှာကင်ဆာအဆင့်ကိုဥတည်နေတဲ့သွေးလွန်ယောဂရှိနေတာသူခွင့်တွေယူပြီးပျောက်နေတာတွေကဆေးရုံမှာသွေးသွင်းနေရလို့ပါကိုသက်ထွန်းဆိုတာကလည်းလူကြီးချင်းခင်လို့သူ့ကိုလိုက်ကူညီပေးနေတာပါဆရာဝန်ကနှင်းဝေကိုအိမ်အောင်မပြည့်ရဘူးလို့တားထားတာနှင်းဝေကကျော်ဝင်းမြင့်ကိုအရန်ချစ်လွန်းလို့သူ့ယောဂအကြောင်းပြောရင်ကျော်ဝင်းမြင့်ခံစားမှာဆိုလို့ဖုံးကွယ်ထားခဲ့တာသူညင်းခဲ့တာကကျော်ဝင်းမြင့်ကိုမချစ်လို့မဟုတ်ဘူးသူကဇနီးကောင်းတယောက်မဖြစ်နိုင်တော့လို့ညင်းခဲ့တာပါကျော်ဝင်းမြင့်ကအမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာသူ့ရဲ့နှင်းဝေကတော့မြေကြီးရောက်သွားခဲ့ပြီမိတ်ဆွေတို့ဒီဖြစ်ရလေးကကျွန်တော်တို့အတွက်သင်ခန်းစာကြီးပါပဲအချစ်မှာတန်တရားနဲ့အတ္တတွေဝင်လာရင်အမှန်တရားကိုကွယ်သွားတတ်ပါတယ်တခဏတာစိတ်လိုက်မှန်ပါဒေါသကြောင့်ကိုယ့်ချစ်ဆုံးလူကိုကိုယ်တိုင်တတ်မိတဲ့ဘဝထက်ဆိုးတဲ့ငရေပင်မှာရှိပါဦးမလဲဗျာလူဆိုတာမျောလင်းချက်နဲ့အသက်ရှင်ကြတာပါကျော်ဝင်းမြင့်အတွက်လည်းကျွန်တော်ဆူတောင်းပေးနေပါတယ်အမားကိုနားလဲသွားတဲ့သူအတွက်နောင်တဆိုတဲ့ပြစ်ဒဏ်ကတေတံထက်တောင်ပိုပြင်းထန်နေဦးမှာအမှန်ပါပဲဇလန်းလေးကိုနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ